တက္ကသိုလ်ကျောင်းပြီးခါစားမှာပဲကျွန်တော်ရဲ့ကဘာကြီးပြိုကျသွားခဲ့ရတယ်။အကြောင်းရင်းကတော့ကျွန်တော်ကိုယ်တိုင်တော့မသိပဲကျွန်တော်ကအိမ်အောင်တဲ့တယောက်ဖြစ်နေလို့ပါပဲ။အဲ့ဒီလိုနဲ့ကွာရှင်းဖို့အတွက်နေဆက်စစ်ဒေတာကိုကျွန်တော်ထွက်လာခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲကားပေါ်ကဆင်းလာတဲ့အမျိုးသမီးတယောက်စီကနေဘသူ့ကိုရှာနေတာလဲဆိုလဲကြည်လင်တဲ့အတန်လေးထွက်ပေါ်လာတယ်။ကျွန်တော်ကလည်းစုံချင်ဟွမ်ကိုရှာနေတာပါခင်ဗျားတို့သူ့ကိုတီလာလို့ပြန်မေးလိုက်တယ်။အဲ့ဒီအချိန်မှာသူမရဲ့မျက်လုံးထဲမှာအံ့ဩသွားတဲ့အရေးအယောင်တွေဖြစ်ပြေးသွားတယ်။သူမကမှတ်ဉာဏ်ရမ်းကောင်းတဲ့သူဆိုပေမဲ့ကျွန်တော်တို့ရုပ်ချောချောကောင်လေးကိုတော့တခါမှမမြင်ဘူးလို့တေချာယုံကြည်နေတဲ့ပုံပါပဲ။စုံချင်ဟွမ်ကိုဘာကိစ္စရှာတာလဲလို့သူမကထပ်မေးတယ်။ကျွန်တော်ကလည်းကျွန်တော်ရှိကလူဟာကျွန်တော်ရဲ့ဇနီးတဲ့ဆိုတာကိုမသိသေးပဲကျွန်တော်ကသူ့ယောက်ျားလေးသူ့စီကိုကိစ္စရှိလို့လာရှာတာလို့ဖြေလိုက်တယ်။သူမကသတိထားဆောင်ကြည့်တဲ့အကြည့်နဲ့မင်းကြည့်ရတာအသက်လဲငယ်သေးတယ်ဘာလို့လိန်ပြောနေတာလဲစုံချင်ဟွမ်မှာယောက်ျားမရှိဘူးမင်းတကယ်ကဘာတူလဲလို့ခက်ဟောက်ဟောက်မေးလာတယ်။ကျွန်တော်ကလမ်းလျှောက်လာရတာ၄နာရီလောက်ရှိနေပြီဆိုတော့ဒဏ်ရာတွေနဲ့ပင်ပန်းပြီးဒေါသကလည်းထွက်နေတာနဲ့ရဲပေါ့။စုံချင်ဟွမ်မှာယောက်ျားမရှိဘူးဆိုတာခင်ဗျားကဘလို့လုပ်တည်တာလဲသူ့ကိုခေါ်လာပြီးကျွန်တော်နဲ့နည်းနည်းချင်းဆိုင်ပေးလိုက်ရင်ပြီးတာပဲလေကျွန်တော်ကိုအဲ့ဒီလိုအကြည့်တွေနဲ့လာမကြည့်နဲ့ဒီအထိလာရတာကျွန်တော်လည်းပင်ပန်းပြီးရေးစားနေပြီးတကယ်ဒုက္ခလာခံနေရတာလို့ပြောင်းအောင်ဖြစ်လိုက်တယ်။အဲ့ဒီတော့မှဘေးကလူတယောက်ကရဲပေါ့မင်းရှိကလူကငါတို့ရဲ့တက်မှုစုပ်ချင်ဟောပဲလေမင်းရှာနေတဲ့သူကအရှိမတည်းရှိနေတာလို့ဝင်ပြောလိုက်တယ်ဖះကြီးကျွန်တော်ရှာနေတဲ့သူကအရှိမတည်းဆိုတော့ရှက်လုံးလို့ဘာလို့ရမှန်းတော့မသိတော့ပါဘူးတခြားသူတွေအားလုံးလည်းအံ့ဩသွားကြတယ်ဘာလို့လဲဆိုတော့တက်မှုမှာအိမ်တော်ရှိတယ်ဆိုတာကိုအားလုံးကသိထားကြလို့ပါပဲအရင်တုန်းကစုပ်ချင်ဟောတက်မှုရတူတိုးဖို့လုပ်တုန်းကအိမ်တော်ရှိတဲ့သူကိုဦးစားပေးမယ်လို့အထက်ကသတင်းထွက်ခဲ့ဘူးလေအဲ့ဒီအချိန်မှာပဲသူ့မိသားစုကသူ့အဖိုးရဲ့ကျေးဇူးရှင်မြင်းနဲ့လက်ထပ်ဖို့စီစဉ်ခဲ့ကြတာပါအဲ့ဒီလူကတော့ရွာကဆိုပေမဲ့တက်ပုံထဲမှာတော့ရုပ်ရည်တက်တက်နဲ့အဖိုးရဲ့ကျေးဇူးရှင်ဆိုတော့သူမကလည်းသဘောတူခဲ့တယ်ဒါပေမဲ့သူမကတာဝန်တွေထွက်နေရလို့နှစ်နှစ်လောက်ကြာတဲ့အထိစည်ရင်းသွင်းထားတဲ့ယောက်ျားဖြစ်သူနဲ့တခါမှမတွေ့ဖြစ်ခဲ့ဘူး။နောက်ပိုင်းအခြေအနေလေးတည်ငြိမ်သွားတော့မှတက်ထဲကိုလိုက်နေဖို့ဆက်သွယ်ကြည့်တဲ့အခါမှာတော့ဟိုလူယူရီပိုင်းကဖောက်ပြန်နေပြီဆိုတာသိလိုက်ရတယ်။စစ်တပ်ကလူကိုဖောက်ပြန်တာကဥပဒေအရအပြစ်ပေးလို့ရပေမဲ့အဲ့ဒီလူကသူ့ရဲ့တရားမဝင်မိန်းမနဲ့အတူတက်တည်သွားခဲ့တယ်။မိန်းမဖြစ်သူကတော့အသက်မသေးပဲထောင်ထဲရောက်သွားတယ်။ဒီကိစ္စကိုစစ်ဒေသတစ်ခုလုံးကသိထားကြတာပါ။အခုရုတ်တရက်ကြီးရုပ်ချောချောကောင်လေးတယောက်ကတက်မှုရဲ့ယောက်ျားပါဆိုပြီးရောက်လာတော့လက်ထောက်ဖြစ်တဲ့သူတွေကအနှဲငယ်တော့ထူးဆန်းနေကြတယ်။စုံချင်ဟွမ်ကအတွေးတွေကိုရက်လိုက်ပြီးငါကစုံချင်ဟွမ်မှာငါမှယောက်ျားမရှိဘူးမင်းကဘာတူလဲလို့ပြန်မေးတယ်ကျွန်တော်ကလည်းကျွန်တော်ကိုတရက်ခံတယောက်လို့ဆက်ဆံမနေပါနဲ့ခင်ဗျားစီကိုမိသားစုကပို့လိုက်တဲ့စာမရဘူးလားလို့မေးလိုက်တယ်။သူမကစဉ်းစားကြည့်ပြီးဒီရက်ပိုင်းစာမရသေးဘူးလို့ပြောတယ်။အဲ့ဒီစာပို့တဲ့သူစုပ်ရှိကနေမကောင်းဖြစ်လို့အိမ်မှာနားနေရတာဖြစ်ပြီးနောက်ရက်အနေငယ်နေမှစာရောက်လာမှာပေါ့။မင်းကဘလို့လို့အဲ့ဒီလောက်တေချာသိနေရတာလဲလို့သူမကမေးတော့ကျွန်တော်ကလည်းလစာတုံးမလားခွင့်ချူတင်ယူလို့ရမလားဆိုပြီးသူစီသွားမေးတော့ကသူနေမကောင်းဖြစ်နေတာတွေ့လို့စေးတောင်ဝဲပေးခဲ့သေးတယ်လို့ရှင်းပြလိုက်တယ်။ပြီးတော့ကျွန်တော်ကဆက်ပြီးကျွန်တော်နာမည်ကရွေချန်ပါရှူချန်မြို့နယ်ရွေကျေးရွာမှာနေပါတယ်။ခင်ဗျားရဲ့ယောက်ျားကရွာသူကြီးရဲ့သားဖြစ်ရမှာဒါပေမဲ့သူတည်သွားပြီးသူ့မိသားစုကသူ့ပစ္စည်းတွေကိုရှင်းနေတဲ့အခါမှာလက်ထက်စာချုပ်မှာမှတ်ပုံတင်ထားတာကကျွန်တော်နာမည်ဖြစ်နေတာကိုတွေ့သွားတာပါ။လွန်ခဲ့တဲ့2နှစ်ကသူတို့မိသားစုစုံစမ်းကြည့်တော့မှယူရီပိုင်းကခင်ဗျားနဲ့လက်ထက်ဖို့ပို့လိုက်တဲ့အိမ်အောင်စုစည်းရင်းကကျွန်တော်ရဲ့စာမျက်နှာဖြစ်နေတာကိုသိလိုက်ရတယ်။အဲ့ဒီနှစ်ကရွာကလူတွေအားလုံးအိမ်အောင်စုစည်းရင်းတွေကိုရွာသူကြီးအိမ်မှာထားပြီးမြို့မှာသွားလုပ်ကြတာလေ။ယူရီပိုင်းကခင်ဗျားကိုမလက်ထက်ချင်ပေမဲ့မိသားစုကဖိအားပေးလို့ကျွန်တော်ရဲ့အိမ်အောင်စုစည်းရင်းစာမျက်နှာကိုခိုးပြီးခင်ဗျားနဲ့မှတ်ပုံတင်လိုက်တာပဲ။အဲ့ဒီတော့ကကျွန်တော်ကပေချင်းမှာတက္ကသိုလ်တက်နေတာဆိုတော့ဘာမှမသိခဲ့ဘူး။အဲ့ဒီလိုနဲ့မှားယွင်းပြီးကျွန်တော်နဲ့ခင်ဗျားနဲ့လက်ထက်ထားတယ်လို့ဖြစ်သွားတာပဲ။ခင်ဗျားကလည်းယာထုကြီးတဲ့တက်မှုဆိုတော့အစီအစဉ်ချပေးတဲ့အိမ်တော်ရေးကိုသဘောမကျဘူးမလားကျွန်တော်လည်းအတူတူပါပဲဒါကြောင့်ဒီကိုလာပြီးခွာရှင်းဖို့လာတာပါလို့အကုန်ရှင်းပြလိုက်တယ်ကျွန်တော်ကဆက်ပြီးဒါပေမဲ့မိသားစုနှစ်ဖက်စလုံးကကျွန်တော်တို့ကိုတန်ရောစင်ဖြစ်အောင်နေစေချင်ကြတယ်ကျွန်တော်မိသားစုကလည်းမကွာရှင်းစေချင်လို့တစ်ချိန်လောက်စူးစမ်းကြည့်ဖို့ပြောကြတယ်ဒါကြောင့်ကျွန်တော်ကခင်ဗျားနဲ့ပူးပေါင်းဖို့လာဆွေးနွေးတာပါကျွန်တော်ဒီမှာတလားလောက်နေမဲ့ခင်ဗျားကကျွန်တော်ကိုမရှိဘူးလို့ပဲသဘောထားလိုက်တလားပြည့်သွားရင်တော့ကျွန်တော်တို့စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ကွာရှင်းလိုက်ပြီဆိုပြီးအိမ်ကိုဖုန်းဆက်ပြောလိုက်ကြတာပေါ့လို့အဆိုပြုလိုက်တယ်ဒီယောက်ျားကတော်တော်ရဲတင်တာပဲဒါကြောင့်လည်းကြည့်ရတာအရှင်ဝါရှိနေတာကိုလို့စုံချင်ဟွန်တွေးလိုက်မိတယ်လက်ထက်စာချုပ်ထဲကလူကယူရီပိုင်းလိုလူရုံမှာမဟုတ်ဘူးဆိုတာသိလိုက်ရလို့သူမစိတ်ထဲနည်းနည်းတက်တာရသွားပြီးကောင်းပြီလေမင်းဒီမှာအရင်နေလိုက်ငါပြန်ရောက်ရင်ကွာရှင်းခွင့်တင်ပြပေးမယ်လို့သဘောတူလိုက်တယ်ကျွန်တော်ကလည်းကျေးဇူးပါပဲဒီတလားတော့ဒုက္ခပေးတယ်လို့ဖြစ်သွားပြီးကျွန်တော်အတွက်နေစရာတနေရာလောက်ပေးရင်ရပါပြီတက်ထဲမှာအလုပ်ရှိတဲ့အဆောင်ဖြစ်ဖြစ်အိမ်ဖြစ်ဖြစ်ကျွတ်တလားလောက်ငားနေလို့ရပါတယ်ကျွန်တော်ကိုအထူးတလဲဂရုစိုက်နေစရာမလိုပါဘူးတိတ်မကြခင်ကျွန်တော်ပြန်ထွက်သွားမှာပါလို့ပြန်ပြောလိုက်တယ်သူမကကျွန်တော်ရဲ့လက်ကိုကြည့်ပြီးတောရွာကလာတယ်ဆိုပေမဲ့အလုပ်ကျဲလုပ်ထားတဲ့ဒဏ်ရာတန်ချက်တွေတခုမှမရှိတာကိုသတိထားမိသွားတယ်မိသားစုကတေချာယူရပြီးကျွေးမွေးထားတဲ့ချမ်းသာတဲ့အတိုင်းဝိုင်းကဖြစ်မယ်လို့သူမခံမှန်းမိလိုက်တယ်သွားရအောင်မင်းကိုတက်ထဲခေါ်သွားပြီးနေရာချပေးမယ်လို့သူမကပြောတော့ကျွန်တော်ကဒါနဲ့လမ်းမှာကားပေါ်ကဆင်းတော့ကကျွန်တော်ရဲ့ခီးဆောင်အိတ်ကြံခဲ့လို့အားရင်နည်းနည်းလောက်ကူရှာပေးလို့ရမလားခီးဝေးကြည့်လာတာကြောဖို့အိတ်ကလုံးနဲ့ဆိုရင်အဆင်မပြေလို့ပါလို့အကူအညီတောင်းလိုက်တယ်သူမကအိတ်ကြံခဲ့တာကိုတီးသွားပြီးရှစ်လျံကိုမင်းကမောင်းပြီးငါတို့ကင်းလဲတဲ့လမ်းကြောင်းတိုင်းတဲကန်နာရတဲ့ကကားကိတ်ဘက်ကိုသွားရှာကြည့်လိုက်အိတ်တွေ့ရင်ယူလာခဲ့လို့အမိတ်ပေးလိုက်တယ်ရှစ်လျံကလည်းစစ်ကားတစ်စီးနဲ့တဲကန်နာရတဲ့ကိုထွက်သွားတယ်စုံချင်ဟွမ်ကတော့ကျွန်တော်ကိုတက်ထဲရင်ခေါ်သွားတယ်ဒီနယ်ဆက်ကတဲကန်နာရဖြစ်ပြီးတက်စခန်းနဲ့တော်တော်ဝေးသေးတယ်ကျွန်တော်ကလည်းဒီရက်ပိုင်းအရန်ပင်ပန်းနေတာနဲ့ကားရှိခန်းမှာထိုင်ရင်အပန်းဖြေလိုက်တယ်သူမကမင်းကစင်တာမသွားတာဖြစ်မယ်ဒီဘက်ကိုလာရင်တဲကန်နာရကိုဖြစ်မှနေဆက်ကင်းစခန်းကိုရောက်မှလို့ပြောပေးမယ်ကျွန်တော်ကတော့အိပ်ပျော်သွားလို့ဘာမှပြန်မဖြေနိုင်တော့ဘူးစုံချင်ဟွမ်ကလည်းဘာမှဆက်မပြောတော့ပဲကားကိုဖြည်းဖြည်းနဲ့ငိမ့်ငိမ့်လေးမောင်းသွားပြီးတယ်နောက်တစ်ခါမှာတော့ရှက်လျံကကျွန်တော်အိတ်ကိုရှာတွေ့သွားပြီးတက်ထဲကလူတွေကိုတက်မှုရဲ့ယောက်ျားယောက်နေကြောင်းသတင်းဖြန့်လိုက်တော့တာပဲဒီသတင်းကအရင်ကတက်မှုဖောက်ပြန်ခံရတဲ့သတင်းထက်တောင်ပိုပြီးစိတ်ဝင်စားစရာဖြစ်သွားတယ်ညနေ6 နာရီလောက်ရောက်တော့အပူချိန်က30ဒီဂရီကနေ10ဒီဂရီအထိရုတ်တရက်ထိုးကျသွားတယ်ရာသီဥတုကတကယ်ကိုဆိုးရွားလွန်းလာတယ်စုံချင်ဟွမ်ကတက်ထဲမှာကားရက်လိုက်ပေမဲ့ကျွန်တော်ကတော့မနိုးသေးဘူးသူမကကျွန်တော်ကိုကြည့်ပြီးရွေးချန်တယောက်ဒီမှာတလားလောက်တောက်ခံနိုင်ပါမလားလို့တွေးနေမိတယ်အဲ့ဒီချိန်မှာရှက်လျံကရောက်လာပြီးတက်မှုပါလို့ဒီလောက်ကြာနေတာလေကျွန်တော်ရောက်ခါနေဖို့နေရာတော့ရှင်းပြီးသွားပြီးသူ့အိတ်တွေပါယူလာခဲ့တယ်လို့အတန်ကျဲကြီးနဲ့အော်ပြောလိုက်တော့မှကျွန်တော်လည်းလန်လို့သွားပြီးတက်ထဲရောက်ပြီလားလို့မျက်လုံးပွင့်ရင်မေးလိုက်တယ်သူမကရောက်ပြီးစင်းတော့လမ်းလျှောက်ရင်10မိနစ်လောက်ပဲသွားရတော့မယ်အဲ့ဒီဘက်မခံတဲ့ဦးလို့တတိပေးလိုက်ပါတော့တယ်
ဒီမထင်မှတ်ထားတဲ့ဇနီးကတော်တော်လေးတော့ဂရုစိုက်တတ်တာပဲငါ့ကိုအဝတ်စားတွေလာပေးဖို့တောင်တည်သေးတယ်လို့ကျွန်တော်တွေးနေတော့ကျေးဇူးပဲနော်ရောက်ဖစောကြီးပဲကျွန်တော်ခင်ဗျားကိုနှိုးလိုက်မိပြီဆိုတဲ့ရှက်လျံရဲ့အတန်ထွက်လာတယ်ကျွန်တော်ကလည်းရပါတယ်ငါရက်ပင်ပန်းသွားလို့ခဏမေးသွားတာမင်းကအိတ်တွေရှာတွေ့ပြီဆိုဘယ်မှာထားလိုက်လဲလို့မေးလိုက်တယ်သူကအခန်းထဲမှာပါကျွန်တော်ရောက်ဖအတွက်နေစရာနေရာလေးစီစဉ်ပေးထားတယ်မိသားစုအိမ်ယာဘက်မှာအခန်းလို့တစ်ခုရှိလို့ရောက်ဖအဲ့ဒီမှာအရင်နေလို့ရပါတယ်အဲ့ဒီအခန်းကိုသဘောမကျရင်မနေ့ပြန်အားမှာတခြားအခန်းပြောင်းမှုရှောင်းလိုက်လေလို့ပြောတယ်ကျွန်တော်လည်းကျေးဇူးပါပဲကွာတော်တော်လေးအလုပ်ရှုပ်သွားပြီးတော့ပေးခဲ့လေမင်းမသာသွားလို့ဆရာရှိတာသွားလို့တော့လို့ပြောလိုက်တော့ဟုတ်ကဲ့မမသာဆိုကျွန်တော်သွားပြီးတော့ဆိုပြီးစုံချင်ဟွန်ကိုနှုတ်ဆက်ကသူ့ထွက်သွားတယ်ကျွန်တော်ဒီကဘာကိုကူးပြောင်းရောက်လာတာကြာပြီဆိုတော့တခါတလေကျွန်တော်မလာခင်ကပြိုင်လူကဘာရဲ့တိုးတက်နေတဲ့နည်းပညာတွေကိုတော့မိမိသွားတတ်တယ်ကျွန်တော်ကငငယ်ကလေးကမိသားစုရဲ့အလိုလိုက်အကြိုက်ဆောင်တာကိုခံခဲ့ရပြီးကြီးပြင်းလာခဲ့တာတကယ်တမ်းပြောရရင်စာတင်ရတဲ့ပြင်ပဆင်းရဲမှုကလွယ်ရင်တခြားဗာဆင်းရဲဒုက္ခကိုမှကျွန်တော်မခံချင်ဘူးကျွန်တော်ကတော်တော်လေးစူးစမ်းခြင်းစိတ်ရှိလို့ပေကျင်းကတက္ကသိုလ်ကိုတက်နိုင်ခဲ့တယ်မိသားစုဝင်ကြည်စေဖို့အတွက်ကိုအုံနောက်ကိုတုံးပြီးအချိန်ပိုင်းလုပ်တွေလုပ်ရင်းပတ်စံရှာခဲ့တယ်သူထေးသားတငယ်ချင်းတယောက်နဲ့အခွင့်ကောင်းကြုံတော့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီးပတ်စံများကြီးရှာနိုင်ခဲ့တယ်ဒီတက်တော့အဆင်ပြေချုံးမွေးပြီးလို့ထင်ထားတာဖခင်တခင်ကဒီနေရာမှာတွင်းကြီးတစ်ခုတူးထားပေးမယ်လို့ဘသူကထင်ပါလဲအခုတော့မြန်မြန်ကွာရှင်းပြီးကိုယ့်ရဲ့ဘဝကောင်းလေးကိုပြန်သွားဖြတ်တန်းနေတာပဲသိတော့တယ်လူသူမရင်းနှီးတဲ့ဒီနေရာကနေမြန်မြန်ထွက်သွားချင်နေပြီစုံချင်ဟွန်ကကျွန်တော်တက်ပြင်းချတာကိုကြားတော့ဒီကအနေထိုင်ဆင်းရဲလို့စိတ်ညစ်နေတယ်လို့ထင်သွားတယ်တကယ်တော့လည်းသူ့ကိုအပြစ်တင်လို့မရပါဘူးတက္ကသိုလ်ကနေကောင်းကောင်းမွန်မွန်အကြောင်းပြီးလာခါစားလူငယ်တယောက်ကကိုယ့်နေရာမှာအစားထိုးလက်ထပ်ခံလိုက်ရတယ်ဆိုတာကိုသိလိုက်ရတာလေအထင်လွဲမှုတစ်ခုဆိုပေမဲ့ဒါကဥပဒေအရအတည်ဖြစ်နေပြီးစစ်ဆက်ထားတာကိုဖျက်သိမ်းချင်ရင်တော့ကွာရှင်းတဲ့လမ်းစဉ်ကိုသွားမှရမယ်နောက်တစ်ချိန်အိမ်တော်ပြုချင်ရင်တော့တမှုဆိုးဆိုတဲ့နာမည်ကတွင်နေတော့မှဆိုတော့ဘလို့ပဲဖြစ်ဖြစ်ရွေးချန်တယောက်နစ်နာသွားတာပါပဲသူမကမင်းပါလို့ခြင်းလဲဆိုတာငါ့ကိုပြောပါငါတက်နိုင်တဲ့မြစီစဉ်ပေးပါမယ်လို့ပြောလာတော့ကျွန်တော်ကလည်းရပါတယ်တလားပဲနေမှာကိုလို့ပြန်ဖြေလိုက်တယ်မိသားစုအိမ်ယာဘက်ကိုရှောက်လာတဲ့လမ်းတစ်လျှောက်မှာစုံချင်ဟွန်ကကောင်းလေးတယောက်ကိုအပေါ်ထပ်ခေါ်သွားတာကိုလူတွေမြင်တော့အားလုံးကလည်းပဲတရှိရှိနဲ့ဆက်စုပြီးတီတိုပြောနေကြတယ်ကျွန်တော်ကတတိယထပ်မှာနေရမှာပါအပေါ်ထက်ကိုတက်သွားတဲ့အချိန်မှာကလေးတွေရဲ့ဆက်စုချင်နေတဲ့အကြည့်တွေနဲ့လည်းစုံရတယ်လို့ဟင်းချက်နေတဲ့အမျိုးစုံတွေနဲ့အញ្ញံတက်တွေကိုလည်းရနေတယ်တကယ်တော့ကျွန်တော်ကဒီလိုစုပေါင်းဆောင်လို့တိုက်ခန်းတွေမှာနေရတာကိုတိတ်မကြိုက်ဘူးကိုပိုင်ချံမိုးလေးနဲ့တီးတက်ရီချိုးခန်းအိမ်သာပါတဲ့အိမ်မျိုးကိုပဲကိုသဘောကျတာဒီအခန်းကရှင်းလင်းပြီးသားပါဒီဘက်ကရာသီဥတုမတူလို့ညဘက်ဆိုအေးအေးသွားလိမ့်မယ်လို့သူမကပြောနေတော့စုံတက်မှုဆိုပြီးတက်လက်ပိုင်းအမျိုးသမီးတယောက်ကဆက်စုချင်တဲ့ပုံစံနဲ့လာမေးတယ်တကယ်တော့လူတိုင်းကကျွန်တော်ဒီကိုလာတာကွာရှင်းမှုဆိုတာသိနေကြတာပဲတစ်စခန်းလုံးကိုသတင်းကပြတ်နေပြီလေရွေးချန်ဒီမှာလာနေတယ်ဆိုတဲ့ကိစ္စကတေချာပေါက်သတင်းပြန်သွားမှာပဲဒါပေမဲ့သူမကရွေးချန်ကိုဘယ်လိုမိတ်ဆက်ပေးရမလဲဆိုတာစဉ်းစားရခက်နေတယ်သူမနဲ့ကျွန်တော်ရဲ့ပတ်သက်မှုကတော်တော်လေးကိုအနေခက်စရာဖြစ်နေတာကိုအန်ဒီကျန်သူကအခုမှရောက်လာတော့နည်းနည်းပြင်ပန်းနေလို့ကျမသူ့ကိုအခန်းထဲခေါ်သွားပြီးနားခိုင်းမလို့စုံချင်ဟွန်ကပြောလိုက်တယ်ချင်းဟွန်နာဘူးလောက်ကိုတော့မနေပါနဲ့ဦးမိတ်ဆက်ပေးပါဦးကောင်လေးကတော်တော်ကြီးကောင်းတာပဲစုံတက်မှုနဲ့ဘယ်လိုပတ်သက်တာလဲလို့အန်ဒီကျန်ကမေးတယ်အဲ့ဒီတော့ကျွန်တော်ကမင်္ဂလာပါအန်ဒီကျန်ကျွန်တော်ကစုံချင်ဟွန်ရဲ့ဥပဒေအရတရားဝင်ယောက်ျားပါလို့ဖြေလိုက်တယ်ကျွန်တော်အခန်းထဲဝင်သွားတော့စုံချင်ဟွန်လည်းနောက်ကနေလိုက်ဝင်လာတယ်ကရင်ပေါ်မှာထူတဲ့ဆောင်တွေခင်းထားပြီးအားလုံးကစစ်စိမ်းရောင်တွေကြီးပါပဲဒါကရှက်လျံကသူမရဲ့တက်ထဲကအဆောင်ကနေတွားယူလာပေးတဲ့ဆောင်တွေဖြစ်ရမယ်အဲ့ဒါငါဆောင်တွေလေးရှက်လျံကငါဗီရိုထဲကနေရှော့ပြီးသားတွေယူလာပေးတာလို့သူမကပြောတယ်ကောင်းပါပြီကျေးဇူးပါပဲကျွန်တော်ပြန်သွားမယ့်အချိန်ကျရင်ခင်ဗျားအတွက်ပြန်လျှော်ပေးခဲ့ပါမယ်လို့ကျွန်တော်ပြောလိုက်တယ်သူမကဆက်ပြီးအထက်တိုင်းမှာဘုံသုံးရေပိုက်ကောင်းနေရှိတယ်ရေချိုးခန်းကမြင်းကြီးထက်မှာအခုဆိုစားတော့ဆောင်မှာထမင်းရှိလောက်သေးတယ်ငါမင်းကိုသွားစားဖို့ခေါ်သွားပေးနိုင်တယ်ဒါမှမဟုတ်ပါဆယ်ဆွဲလာပေးရမလားလို့မေးတယ်သူမပြောခင်ကဘာမှမဖြစ်ပေမဲ့ပြောလဲပြောလိုက်ရောကျွန်တော်တကယ်ပိုက်စားလာတော့တယ်အတူတူသွားစားကြတာပေါ့ကျွန်တော်လည်းလမ်းတီအောင်လို့လေခင်ဗျားကိုနေတိုင်းဒုက္ခပေးလို့မဖြစ်ဘူးလေလို့ပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်မှာဘေးကလူတွေကဖျားရည်တက်မှုရဲ့ယောက်ျားကတော်တော်ချောတာပဲကြားရတာတော့သူကကွာရှင်းမှုလာတဲ့ဒီရုပ်ဒီရင်းတွေကတော့နောက်အိမ်တောင်ပြုနေတောင်ကောင်းကောင်းရနိုင်တယ်ဒီနေ့ထွက်နေတဲ့သတင်းတွေကတကယ်ရောဟုတ်ရဲ့လားတကယ်ကြီးကွာရှင်းမှုလာလားအတူဖြစ်เสียလားသူကတက္ကသိုလ်ကျောင်းဆင်းပညာတက်ကွာဒီလိုရုပ်ချောကောင်တွေကစိတ်ထဲမှာသဘောမကျဘူးဆိုတာတေချာတာပေါ့လူစားထိုးလက်ထက်ခံလိုက်ရတာဆိုပေမဲ့ငါထင်တာတော့သူတို့နှစ်ယောက်ကတော်တော်လေးလိုက်ဖက်တယ်နော်စုံတက်မှုမိသားစုကလည်းပေချင်းမှာအလောက်ကိုင်အတီးတကျရှိတဲ့မိသားစုတွေချင်းနေမစိုးပါဘူးစုံတက်မှုက80နိုင်တာလေးကလွဲရင်တကယ်တော့လူကောင်းပါဟိုကောင်လေးရဲ့မျက်နှာလေးကိုလည်းကြည့်ဦးငါတို့တက်ထဲကနေတာထွက်သွားရင်တေချာပေါက်နာမည်ကြီးမင်းသားဖြစ်တော့တယ်မပြောနဲ့လေသူတို့နှစ်ယောက်အတူတူလက်လျှောက်လာတာတော်တော်လေးလိုက်ဖက်တယ်ဘယ်လိုခေါ်မလဲရုပ်ရည်ရောအရေးချင်းပါလိုက်ဖက်ညီတဲ့စုံတွဲလို့ခေါ်မလားဆိုပြီးတီတိုပြောနေကြတယ်စုံချင်ဟွန်ကညစာနှစ်ပွဲမှာလိုက်ပြီးဒီညတော့ရှိတာလေးနဲ့ပဲဖြစ်တယ်လို့စားလိုက်ပါဦးမင်းပါစားခြင်းလဲဆိုတာငါ့ကိုပြောလေအားရင်ငါမျိုးလေးတော့ဝယ်ပေးမယ်လို့ပြောတယ်စုံချင်ဟွန်ကပေချင်းကနေလာတာဆိုတော့သူ့မိသားစုအခြေအနေကတာမန်လူတွေထက်အများကြီးတာတယ်အရသာရှိတဲ့အစားအစာတွေလည်းအများကြီးစားဖို့မှာပေါ့ဒါပေမဲ့ဒီနေ့ဆက်စစ်ဒေတာကိုရောက်လာတော့လေဒီကပတ်ဝန်းကျင်ကတော်တော်လေးဆင်းရဲပင်ပန်းနေဆိုတာကိုသိသွားတယ်သူမကငငယ်ကလေးကစစ်တပ်ထဲမှာကြီးပြင်းလာတာဆိုတော့ဒီလိုအခြေအနေမျိုးကိုရိုးအီနေတော့ပါပြီကျွန်တော်ကရှေ့မှာချထားတဲ့ဓာတ်ထမင်းဘူးလေးကိုကြည့်လိုက်ဘေဘီဝဲရာကိုကြည့်လိုက်တော့စစ်သားတော်တော်များများကမြင်ရင်ရှက်ရည်စားတောင်းနေကြတာကိုတွေ့ရတယ်ဟုတ်တာပေါ့တနေ့ကုန်လေးချင်ကန်တွေစင်ထားရတော့ပင်ပန်းပြီးထမင်းမြင်နေကြမှာပေါ့ကျွန်တော်ကတောင်ပိုင်းသားဆိုတော့ငငယ်ကလေးကထမင်းဖြူကိုပဲအဓိကစားခဲ့တာငငယ်ကအိမ်မှာဆင်းရဲတော့စံပြုတ်ကိုဟင်းရွက်ကြော်ဒါမှမဟုတ်မုံလာဦးချင်ဖက်ချက်ဥပေါင်းစားတာတွေနဲ့တွဲစားရတာများတယ်ဒီကအစားအသောက်တွေကကျွန်တော်အကြိုက်နဲ့တော့တိတ်မကြိုက်ဘူးဒီနေ့ခီးပန်းလာလို့ပဲလားမသိဘူးအခုချိန်မှာဗိုက်စာလုံးပြီးစာလောင်မှုကိုတော့ကြော်လွန်သွားတယ်လို့ခံစားရတယ်ရတယ်လေမင်းနည်းနည်းပပစားလိုက်ပါမကုန်ရင်လဲထားခဲ့ညလေစာအနေနဲ့ငါပါဆယ်ထုတ်သွားလိုက်မယ်လို့သူမကပြောတော့ကျွန်တော်ကဒါဆိုလဲမင်းမပေးပွားသွားအောင်ငါဘက်ကနေအရင်ခွဲပေးမယ်ငါဒီလောက်ဆိုလုံလောက်ပြီလို့ပြန်ပြောလိုက်တယ်အင်းလို့သူမကခေါင်းညစ်ပြီးစားပြီးသားထမင်းမှုကိုယူကာစားတော့ဆောင်ပြင်ဘက်ကရေကန်စီကိုသွားစေးတော့တာပဲကျွန်တော်ကူညီပေးဖို့တော့မလိုလိုက်ဘူးအဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ရောက်လာပြီးရှောင်ဆုပ်နင့်စီကိုအိမ်ကလူလာတယ်ဆိုဒီတယောက်ကနင့်ယောက်ျားဖြစ်ရမယ်ဆိုပြီးမေးတယ်နည်းနည်းတော့ရှုပ်ထွေးတယ်နောက်မှကျွန်မရှင်းပြပါမယ်လို့စုံချင်ဟွန်ကဖြေတယ်အိုး
ကောင်လေးကတော်တော်ကြီး